မင်းစားရင်အတန်မြအောင်မစားရအောင်နော်ဒီလိုမျိုးပြောတဲ့စကားဂျပန်နိုင်ငံမှာဆိုရင်တော့အမြင်မမှန်နိုင်ပါဘူး Hello အားလုံးပဲမင်္ဂလာပါရှင် Movies လေးတွေကိုပြပြပပနဲ့ကြည့်ရှုရင်းနဲ့ Atticus ပညာရပ်တွေကိုမျှဝေပေးသွားမယ် Atticus Movie Reaction တိုင်းဖြစ်ပါတယ်ရှင်ဒီကနေ့ရဲ့ Movies လေးကိုအတူတူကြည့်လိုက်ရအောင်နော်It's polite. It's okay.ဒီရုပ်ရှင်ဇာတ်ဝင်ခန်းလေးမှာဆိုရင်ဂျပန်လူမျိုးတွေရဲ့ခောက်ဆွဲစားတဲ့အခါမှာသူတို့လောက်ရတဲ့ manners etiquette လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဥရောပနိုင်ငံသားတစ်ယောက်ကဂျပန်နိုင်ငံကိုရောက်တဲ့အခါမှာဒီယဉ်ကျေးမှုကိုမသိတဲ့အခါခောက်ဆွဲစားတဲ့အခါတမိသားစုလုံးကတရှုရှုနဲ့အတန်မြောင်စားတာကိုသူတွေ့ရတဲ့အခါအံ့ဩသင့်နေတာကိုပြသခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီဘက်ကဂျပန်အမျိုးသမီးကနေပြီးတော့ is polite ဒီလိုအတန်မြေဆိုတာ polite ဖြစ်ပါတယ်ဒါရိုင်းတာမဟုတ်ဘူးဒါသူတို့ရဲ့ယဉ်ကျေးမှုပါဆိုရှင်းပြတဲ့အခန်းလေးကိုမြင်ရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ကျမတို့ဂျပန်နိုင်ငံမှာဆိုရင်တော့ဥဒုံဖြစ်စေရမြောင်ဖြစ်စေခောက်ဆွဲတွေစားတဲ့အခါမှာကျမတို့တရှုရှုနဲ့အတန်မြောင်စားပေးခြင်းဒီခောက်ဆွဲကအရင်အရသာရှိကြောင်းကိုကျမတို့ချက်တဲ့သူချက်ပေးတဲ့သူကိုချီးမွမ်းမေးရရောက်ပါတယ်။ဒါကြောင့်မို့လို့ခောက်ဆွဲစားတဲ့ခောက်ဆွဲမှအပါတခြားပေစားတော့ကိုမှတော့စားရင်အတန်မမြင်ရပါဘူး။ခောက်ဆွဲကတော့ချွန်းချက်နေနဲ့အတန်မြင်အောင်စားပေးရတဲ့ယဉ်ကျေးမှုလေးတစ်ခုရှိပါတယ်။ဒါကတော့ကျမတို့တခြားနိုင်ငံတွေနဲ့မတူတဲ့ကွဲပြားနေတဲ့ယဉ်ကျေးမှုလေးတစ်ခုပေါ့နော်။ဒီယဉ်ကျေးမှုလေးကိုဒီရုပ်ရှင်ဇာတ်ဝင်ခန်းလေးထဲမှာချပြထားမြင်ရပါတယ်။ဒါမင်းသားအနေနဲ့လုံးမိတဲ့ manners အမှားလေးကတော့စားတော့ဝိုင်းမှာ Japanese table မှာစားတဲ့အခါမှာဒူးထောင်ပြီးတော့စားနေတာပေါ့နော်။ chopstick ကလည်းသူကမကင်တတ်တဲ့အခါ chopstick ကိုဒီလိုမျိုးကြီးကစုံကင်လိုက်တာပေါ့နော်။ chopstick ကင်တဲ့နီးလဲမှားနေတာကိုပြသထားပါတယ်။ထိုင်တဲ့အခါမှာလည်းသူ့ရဲ့ထိုင်တဲ့ table manner မှာဒူးကြီးထောင်ပြီးတော့စားနေတာမျိုးဒါလည်းကျမတို့ဒူးထောင်ပြီးစားတာမျိုးကလည်း Japanese etiquette အရာကိုကျမတို့မြန်မာမှာဆိုလည်းမြန်မာယဉ်ကျေးမှုအရာကိုမလုပ်တင်ဘူးပေါ့နော်ဒူးထောင်ပြီးစားမှာတဲ့ဆိုင်ကျမတို့ပစစ်တုပ်ထိုင်ပြီးစားလို့ရတဲ့တမလင်ငွေထိုင်ပြီးတော့စားလို့ရတယ်ဂျပန်မှာဆိုရင်တော့နီးစစ်တင်လို့ခေါ်တဲ့ခြေထောက်နှစ်ခုကိုအောက်ကိုရှက်ထိုင်ပြီးတော့မှဒူးထောက်ပြီးတော့ထိုင်တဲ့အနေထားလေးနဲ့လည်းစားပေးတင်ပါတယ်နိုင်ငံနဲ့တနိုင်ငံယဉ်ကျေးမှုကိုနားမလည်တဲ့အခါမှာလွဲမှားပြီးလုံးမိတာလေးတွေကိုဒီ movies လေးမှာပြသထားတာဖြစ်ပါတယ်